ချင်းမြစ်တွေတောင်းသူဦးကြီးများအားလုံးပဲမင်္ဂလာပါဗျအဟောင်းတွေကနေပြီးတော့ကျွန်တော်အကောင်းဆုံးဆိုတဲ့ဆက်လေးကျွန်တော်တပားဆက်လေးနဲ့ကျွန်တော်မိတ်ဆက်ပေးပြရစီဗျဒီဆက်လေးကဆိုရင်တော့ကျွန်တော် special ကြရှေ့ကော်နဲ့ကျွန်တော်အစင်တဲ့ ready သုံးလို့ရမယ့်ဆက်လေးဖြစ်ပါတယ်ဗျဒီဆက်လေးကဆိုရင်တော့ကျွန်တော်တို့ဒီစားပစ်ပိုင်းကပတ်သက်လို့စီရီလေးဝိုင်းဖြစ်တာအကုန်လုံးဆက်ဆက်ရရအကုန်လုံးပတ်ကားလဲထားပြီးသားပါခင်ဗျဒီတောင်းသူဦးကြီးများလက်ထဲမှာဒီဆက်လေးကလုံးဝတောက်ဝီအစင်ပြေဆိုတာမောင်းနေရတဲ့ဘိုးအတွက်ကျွန်တော်စားပစ်ကနေ ready လုပ်ထားပြီးသားပါတယ်ခင်ဗျတောင်းသူဦးကြီးများအတွက်ရေရွှေ့စရာကျွန်တော်2စီးရှိပါတယ်ခင်ဗျကျွန်တော်ဒီမှာတစ်စီးရှိတယ်ကျွန်တော်နောက်မှာတစ်စီးရှိတယ်ပေါ့ဒီဆက်ဆိုရင်လည်းကျွန်တော်တို့ရှေ့က ready ကောပါပြီးသားပါเนาะဒီဆက်ဆိုရင်လည်းကျွန်တော်တို့စီရီလေးဝိုင်းပတ်ကားအကုန်လဲပြီးသားပါဖြစ်တာအစဦးကြီးတို့လက်ထဲမှာလုံးဝ ready အစင်သစ်မောင်းမေးရုံပါခင်ဗျာเนาะနောက်ချောလာဒီစီရီလေးဝိုင်းအင်ဂျင်ဝိုင်းလဲစရာမလိုပါဘူးခင်ဗျဒီဆက်နှစ်စီးရဆိုရင်တော့ချင်းမြစ်စီတောင်သူဦးကြီးများအတွက်တင်းတင်းပတ်ကားသာဈေးနှုန်းများဖြစ်ကျွန်တော်တို့ရောင်းချပေးမှာဖြစ်ပါတယ်ခင်ဗျဒီဆက်လေးနှစ်စီးရဲ့အသေးစိတ်အချက်လက်များကိုသိကြည့်နေဆိုရင်တော့ကျွန်တော်တို့ရဲ့ hotline number ဖုန်းနံပါတ်09445960နဲ့445960ကိုဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ